သူကရော်ထန်နဲ့တူလေးကျင်နေတာနော်ဆိုပြီးစူပါဂျန်ကိုမက်ဆေ့ပေးပို့လိုက်တဲ့ဆန်ကတစ်စူပါဂျန်နဲ့လာမဲ့ပွဲမှာရင်ဆိုင်ရတော့မဲ့ပေါ်မှာဆန်ကတစ်ကတော့ခုလိုမျိုးမှတ်ချက်ပေးလာခဲ့ပဲဖြစ်ပါတယ်စူပါဂျန်ရဲ့1ချန်ပီယံရှစ်ပွဲစဉ်တွေကခက်ခဲတဲ့ပွဲတွေကြီးပါပဲနည်းနည်းအားမဟုတ်တဲ့ exam အကောင့်တွေနဲ့ကြီးပဲဇက်တိုက်တွေ့နေရပါ၃ပွဲရထားချိန်မှာ၃ပွဲဆုံးကထိုင်းဖိုင်တာနဲ့တွေ့တယ်ဆိုတာကလုံးဝမလွယ်ကြောပါပဲတပွဲတဲ့တပွဲပြိုင်ဘက်ဖိုင်တာတွေလည်းပိုပြီးတော့ကောင်းလာနေတာပါအခုလဲစူပါဂျန်ကရော်ထန်ရောက်ဖလဲဖြစ်ဘောက်စင်မှာဆုံးပွဲမရှိစံချိန်တင်ထားတဲ့ဆန်ကာတစ်နဲ့နှွဲရတော့မှာဖြစ်ပါတယ်ဆန်ကာတစ်နဲ့စူပါဂျန်တို့ကလာမဲ့မတ်လ14ရက်နေ့မှာချိန်မပြုလုပ်သွားမယ်1 Friday Fight 100မှာကေပောင်စင်ပွဲကစားသွားမှာဖြစ်ပါတယ်။ဇာမနှုတ်စလုံးတက်ဒီပွဲကပထမဆုံးချိန်နေနဲ့ကေပောင်စင်စီးမြင့်အောက်မှာထိုးကြမှာပါ။နှစ်ယောက်စလုံးမှာအားသာချက်အားနည်းချက်တွေကိုစီရှိနေပြီးတော့ဒါတွေအသုံးချနိုင်သူကတော့နိုင်ပွဲရမှာပဲဖြစ်ပါတယ်။အသက်22နှစ်ရွယ်ပဲရှိတဲ့ဆန်ကာတစ်ဟာဘောက်စင်ဘက်မှာတော်တော်လေးကိုကြမ်းနေကစားမှာပါ။ဂျေးစားကစားမှာဘွား19ပွဲကစားပြီးချိန်မှာပွဲတိုင်းနိုင်ထားပြီးတော့ရှုံးပွဲလုံးဝရှိမထားပါဘူး။သူရဲ့နိုင်ပွဲမှတ်တမ်းတွေကအလဲထိုးဒိုင်ပွဲရက်တွေများပြီးတော့အမှတ်နဲ့ဆိုရင်လည်းအငင်းပွားပွဲရမဟုတ်ပဲUnanimous Decision နဲ့အပြတ်သက်နိုင်ထားတာမျိုးဖြစ်ပါတယ်။ WBA Super Lightweight မှာချန်ပီယံဖြစ်ခဲ့ပြီးတော့သူ့အိတ်တန်းမှာတော့အာရှဘက်မှာပြိုင်ပွဲမရှိဖြစ်နေပြီပဲဖြစ်ပါတယ်။ဒီလိုနဲ့သူက1 Championship ဘက်ကိုရောက်လာခဲ့တာပါ။ဆန်ကာတစ်ဟာမျိုးနဲ့ရိုးနဲ့ကိုတိုက်ခိုက်အားကစားမှာပါရမီပါတာဖြစ်ပါတယ်။သူကရော်ထန်ဇနီးဖြစ်သူအိုင်တိုင်းမောင်လေးပဲဖြစ်ပါတယ်။စုစုပေါင်းမောင်နှမအင်ချာ16ရီရှိပြီးတော့17ယောက်ကမွေထိုင်းနဲ့ပေါင်းစင်ကစားနေကြတာပါ။ဖာခင်ဖြစ်သူကဘန်ကောက်မှာကိုပိုင်ဂျင်ဖွင့်ပြီးတော့သူ့ရဲ့သားသမီးတွေကိုလေ့ကျင့်ပေးထားတယ်ဖြစ်ပါတယ်မျိုးရိုးကကောင်းတာကြောင့်ဆန်ကာတစ်လည်းငငယ်ရွယ်နဲ့လက်ဆပြင်းပြီးတော့အောင်မြင်နေတာပါစူပါဂျန်ကလည်းခေတဲ့သူတော့မဟုတ်ပါဘူးသူ့ပို့ပြီးတော့ထင်ကြီးကြကောင်းတာကလုံမနီနာတာကွမ်ချန်ပီယံဒန်ကိုအမှောက်သိမ်းပြလိုက်လို့ပါပဲစူပါဂျန်ဘောက်ဆင်စကေးတွေလည်းမြမထင်းနေမြေတွေးလိုက်ရတာပါဒါကြောင့်လည်းဘောက်ဆင်စကေးရှိလို့ကေပောင်စင်မှာပွဲရခဲ့တာဖြစ်ပါတယ်ထိတ်တန်းဖိုင်တာတွေကမွေထိုင်းကေပောင်စင်မှာကစားတတ်ကြပါတယ်ပွဲလဲပိုရပတ်စံလဲပိုရပို့ပြီးတော့အောင်မြင်နိုင်တာပါစူပါဂျန်အနေနဲ့မွေထိုင်းကေပောင်စင်မှာပါရှယ်ဖြုတ်နိုင်ဖို့စူးစမ်းတင်ပါတယ်စူပါဂျန်နဲ့ပတ်သက်ပြီးဆန်ကာတစ်က1 Championship နဲ့ interview မှာခုလိုမျိုးပဲပြောခဲ့ပါတယ်သူကစူပါဂျန်ရဲ့ဘောက်ဆင်စကေးကအားနည်းချက်မရှိတော့ပါပဲအရန်ကိုကောင်းပါတယ်ကျွန်တော်လည်းရော်ထန်နဲ့အတူလေးကျင်နေပါရော်ထန်ကျွန်တော်ရဲ့စံပြပုတ်ကိုပါကျွန်တော်အောင်မြင်မှုစားလောင်နေပါပြီဝမ်းမှာတောက်ပြဖို့အတွက်မစောင့်နိုင်တော့ပါဘူးလို့ဖြေကြားသွားတာဖြစ်ပါတယ်စူပါဂျန်အနေနဲ့ကလည်းဒါကစားမဖို့ကပထမဆုံးကစ်ပေါင်စင်ပွဲဖြစ်တာကြောင့်သတိကြီးထားကစားနိုင်မှုလိုပါတယ်ဘောက်ဆင်သမားကိုခြေခံချက်တွေနဲ့ဖြိုးတာတော့အကောင်းဆုံးပါပဲလက်သီးချင်းရှင်ထိုးဖို့ဆိုရင်လွယ်ကူမှာမဟုတ်ပါဘူးဆန်ကာတစ်ကိုသာထပ်နိုင်ရင်တော့စာချုပ်ရဖို့နီးစပ်လာပြီလို့ဆိုရမှာဖြစ်ပါတယ်စူပါဂျန်တယောက်လုံးပြနိုင်မယ်လို့ယုံကြည်ပါတယ်မြန်မာကစားမတွေထဲမှာ1 Championship မှာကေမောင်စီစီမင်းနဲ့ပထမဆုံးချိန်ထိုးခဲ့မှုတာကတန်းစင်ဖြစ်ပါတယ်တန်းစရာပွဲဥဒ္ဓမှာတင်ဒါကေယူစီကာဝါလိုကေမောင်စင်ဘိုးအီနဲ့တွေ့ခဲ့တာပါဒီပွဲတန်းစင်တို့ရလာရတာရှုံးပေမဲ့အဖက်ဖက်ကအပေါင်းလက္ခဏာဆောင်ခဲ့တဲ့ပွဲပါသူကမြန်မာနိုင်ငံလုံးကတီးသွားခဲ့လို့နိုင်ငံတကာပြည်သက်တွေထိပါရောက်ခဲ့ပါတယ်ဘုံရင်လည်းမြင့်သွားပြီးတော့စပွန်ဆာတွေပါလက်ခံရရှိခဲ့ပါတယ်တန်းစင်တစ်ခုတည်းသောအမှားတော့ကိုမကျွမ်းကျင်တဲ့နယ်ပယ်မှာအရေးကိုလွန်းသွားခဲ့ပြီးတော့ပွဲကိုဖွင့်ထိုးမိလို့ဖြစ်ပါတယ်စူပါဂျန်ကတော့ဖွင့်မထိုးပဲရှောင်းကစားတာပိုကောင်းပါပါရော်ထန်1 Flyweight ကေပောင်စင်ရဲ့အဆင့်တစ်ဖြစ်တာကြောင့်ဆန်ကာတစ်ကိုလည်း short တွက်လို့မရပါဘူး